ငါဖြတ်တန်းခဲ့တဲ့လောက်တီးတဲ့လောက်ပြောပြမယ်အချစ်ဆိုတာဒါကျင်စေခြင်းအချစ်ဆိုတာဒုက္ခဖြစ်စေတယ်အချစ်ဆိုတာတည်ခြင်းတရားတွေနဲ့ရင်ဆိုင်ရခဲ့အချစ်ကြောင့်နဲ့ဘယ်နှချိန်ဘယ်နှခါတည်ပြီးလဲတော့မတည်တော့အချစ်ကြောင့်ဒုက္ခရောက်တာဘယ်နှဘဝတော့ရှိပြီလဲမတည်တော့အချစ်ကြောင့်ခွေဘဝရောက်ဖူးတာလည်းရှိတယ်အချစ်ကြောင့်ကိုပြန်တတ်တယ်ဘယ်ဘဝရောက်တာလဲမတည်တော့အချစ်အချောက်ပုတ်ခေါအချစ်အယူစေခြင်းနဲ့အချစ်ကြောင့်ပျော်နေစေအချစ်ကြောင့်နေထွေးမှုရှိတယ်ကောင်းစဉ်းစားပါမိဘတဘောတူတာယူမလားဒါမှမဟုတ်ကိုယ်တိုင်တည်ခြင်းတရားနဲ့ရင်ဆိုင်မှကိုဟာကိုရွေးချယ်မလားချစ်ကအဲ့လိုလွယ်တာမဟုတ်ဘူးအချစ်ကဒုက္ခမိဘပေးစားတာကအဲ့ဒါကပျော်ရွှင်မှုသူများပြောတဲ့စကားနားယောင်မှကြိုက်သွားတာအဲ့ဒါအနိစ္စလမ်းသုံးလမ်းရှိဘယ်လမ်းရွေးမလဲဘယ်ဟာရွေးမလဲပြောတယ်အချစ်ကစိတ်နဲ့စိတ်ကိုအလိုလိုက်မလားဒါမဟုတ်ကိုယ်စိတ်ကိုထိန်ချုပ်မလားဒါမဟုတ်အောင်းအောင်းနဲ့ဆုံးဖြတ်မလားအချစ်က၃မျိုးရှိစဉ်းစားကြည့်